ပါရှင်20ရက်10လမှာ26ရက်10လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြမှာဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်အလုပ်ကံမကောင်းသေးဘူးဒါပေမဲ့သိခံရမယ်စိတ်ရှည်ရမယ်ဒါမှအဆင်ပြေမယ်နော်တန်မိုးကြီးသောပစ္စည်းအလေးခံရတဲ့တောင်းတတိထားပါမိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ကိုယ့်အထင်မြင်လွဲမှားတာတွေခံရတဲ့ကိစ္စစိုက်ပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့များအဆင်ပြေမယ်အိမ်ကကြီးကဲရဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိတယ်ဆွေမျိုးသားချင်းစီမှာတရေကောင်းတွေကြားတဲ့ကောင်းသောတရေတွေဖြစ်တဲ့ရဲအန်ဒီရဲ့အနောက်ရှေ့လုံးဝမရှိဘူးချစ်သူခင်သူတွေပေါ်လာပြီးတပတ်တာလို့တွေ့ရတယ်အချီးနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရတဲ့ဒီဖြစ်ပြီအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ပဲအပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကြခြင်းညူးဆူခြင်းဒါလေးတွေ့ရတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်ခါအောက်ပိုင်းကျမ်းမာရေးနဲ့တဲ့ကိစ္စစိတ်ပါအေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ကိုယ်ဒီလောကကင်ရခက်ခဲစီတဲ့အရာလေးတွေ့ရတာမို့လို့စိတ်ထက်ကြမအေးချမ်းသေးလို့တွေ့ရတာပေါ့နော်ကံနဲ့ပတ်သက်ရင်တော့အားကောင်းနေကံထောက်ပံ့ဖြစ်စီဖို့အတွက်ထီထိုးခြင်းနဲ့ဆိုရင်တော့3ညတလုံးထီထိုးကန်ဆယ်လို့ရတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ပူပန်စရာစူးစူးဝါးမရှိဘူး။ပုံမှန်ငွေကြီးနဲ့ပတ်သက်ပြီးတော့ခက်ခဲချက်တဲစီတဲ့အရာတော်မှလက်ရွှေမယ်လက်ပွင့်မယ်မိမိပြောဆိုတဲ့အောင်မြင်စီမယ်လို့တွေ့ရတယ်။မိခင်နဲ့တူတော့အမျိုးသမီးတွေရဲ့အကူအညီထောက်ပံ့ကောင်းရမယ်။နောက်မိခင်စီကနေအကူအညီကောင်းထောက်ပံ့ကောင်းရမယ်။အဲ့တော့ကံရဲ့တပတ်တာမှာထောက်ပံ့ကောင်းတွေများစွာရရှိစီဖို့အတွက်ဖျားမှာနွားတို့နှစ်ခွက်လူတန်းချင်းပြင်ပြီးခက်ခဲနေတဲ့တပတ်တာအလုံးစုံစီပြီးသွားပြီလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်20ရက်10လမှာ26ရက်10လ2025တပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ဆုံးရှုံးစေတဲ့အရာလေးတွေများတဲ့တယ်ဒါကြောင့်မို့လို့ချင်းချိန်ပြီးတော့မှလုပ်ကိုင်မှာဘယ်သူ့ကိုမှမယုံကြည်ပါနဲ့ဒါလေးကိုသတိပေးချင်ပါတယ်တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေစကားပြောရမယ်ကိုကစီဒနာနဲ့ပြောလိုက်တဲ့အရာလေးကကိုယ့်ပေါ်မှာအထင်မြင်လွဲမှားတာလေးခံရတဲ့ဒါကိုတော့ပြုဆိုင်တော့အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအစီအပြေပဲအိမ်ကိစ္စနေရာတိုင်းကိစ္စရည်ရွယ်ထားတဲ့ကိစ္စလေးတွေအစီအပြေပဲလို့တွေ့ရတယ်ဆွေမျိုးသားချင်းစီကကုညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်အလိညာခံတက်တဲ့ကူးစိတ်ပါမိမိကသူ့ကဘာအပေါ်မှာရိုးသားပေမဲ့ကိုယ့်အပေါ်မှာမရိုးသားတာခံရတဲ့သတိထားနော်အခြေအနေနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်တွေပြတ်တောက်သွားတာမျိုးကိုတကယ်နှစ်လိုပဲရှိတဲ့သူလေကိုကအဆက်အသွယ်မရတော့တာမျိုးဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ကျမ်းမာရေးညံ့တပါတယ်ကျမ်းမာရေးညံ့ပြီဆိုရင်လည်းပဲခြေထောက်နဲ့ပတ်သက်တဲ့ယောဂကျမ်းမာရေးညံ့တတ်ပါတယ်သူစိတ်ပါနော်မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စိုးကျိုးလုံးဝမရှိဘူးရခင်ကနေကကျမ်းမာရေးညံ့နေတယ်လို့ရှောင်းဖြစ်လာခဲ့တယ်ဆိုရင်တော့ဒီတစ်ပတ်တည်းမှာအနာနဲ့ဆေးနဲ့တွေ့သွားမယ်ဆရာကောင်းတမန်တော်တွေ့သွားမယ်ဒီလိုလေးမြင်နေပေါ့နော်ကံနဲ့ပတ်သက်ပြီးတော့ကံအတော်ကောင်းနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီတိုးကန်ဆန်းလို့ရတယ်ဝေးကြီးလက်လာပါလေရွှင်လန်းမဲ့ပွင့်လန်းမဲ့တစ်ပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါကိုနဲ့ရင်းနှီးသောမိတ်ဆွေဒါမှမဟုတ်ကိုနဲ့နည်းနည်းဝေးသောဆွေမျိုးသားချင်းတွေကနိုင်တည်ကြတဲ့တူအဲ့တော့ကံရဲ့အထောက်ပံ့ကောင်းတွေရရှိစေဖို့အတွက်ဒီဘက်တာမှာစိတ်ပင်ပန်းခြင်းနဲ့ကင်းဝေးမယ်ဝေးကြီးကိစ္စနဲ့အစီအပြေမယ်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့လည်းပဲတွေ့ချင်စီဖို့အတွက်မိမိနေအိမ်ကဘုရားမှာစပယ်ညွန့်ရှင်းညွန့်တွေ့တန်းပြီးပါဒါလေးလူတန်းလိုက်တဲ့အတွက်ကြောင့်မလို့မိမိမှာခက်ခဲနေတဲ့တပတ်တာအလုံးစုံကင်းစင်ပပျော်ပြီးကောင်းကျိုးချမ်းသာတွေရရှိစေမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်20ရက်10လ2025မှာ26ရက်10လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးချင်းမိတ်ဆွေအလုပ်ကန်အရင်ကောင်းအလုပ်နဲ့ပတ်သက်ပြီးတော့တရင်ကောင်းလေးကြားရမယ်ကိုလုပ်ထားတဲ့အလုပ်ကနေပြီးတော့အကျိုးမြတ်များစွာရရှိစေမယ်အလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမယ်တပတ်တာလို့တွေ့ရတယ်တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိပါတယ်ရီးမှန်းထားတာတစ်ခုနောက်တကယ်ကိုဝင်လာတဲ့အရာလေးရတစ်ခုလေးတန်မိုးကြီးတဲ့တန်မိုးကြီးတဲ့အရာလေးတန်မိုးရှိတဲ့အရာလေးဝင်လာမယ်လို့မြင်နေ
မိတ်ဆွေကံရန်ကောင်းနေမိတ်ဆွေတွေဆရာသမားတွေစီကနေနှုတ်ဆောင်ပါခြင်းကိုယ်ဆောင်ပါခြင်းအကြံဉာဏ်ကောင်းပေးခြင်းဒီလိုလေးတွေ့ရတာပေါ့နော်အိမ်နဲ့ပတ်သက်ရင်တော့စိတ်ရှုရတယ်အိမ်မှာနေလို့စိတ်မရှိဘူးအပြင်ကိုသွားနေရတယ်ဆိုပြီးပြောရှုနေတယ်အိမ်မှာနေမပြောဘူးလို့တွေ့ရတာပေါ့နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အာယုံနောက်အောင်ပဲစိတ်ရှုရမယ်ဒီလိုလေးတွေ့ရတယ်ရန်အနေနဲ့တိုက်ခိုက်ရှိပါတယ်မိမိကိုမနာလိုနေတဲ့သူတွေရှိတဲ့တတိကားပါနော်အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူစိတ်ကိုစိတ်ပြတ်သွားတာမျိုးကြုံရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးမှာတစ်ချက်ချက်ဆိုသလိုစကားတွေများတတ်တယ်အေးချမ်းမှုရေးချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တကယ်ဖြစ်ပြီးဆိုတော့လည်းပဲကိုယ့်ရဲ့မိသားစုရဲ့အိမ်တွေလေးတွေမှာအခက်အခဲလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်ကမအေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကံနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပေမဲ့မဖြစ်မနေဒီတိုးကန်ဆယ်ချင်နေဆိုရင်တော့ငါးတလုံးဒီတိုးကန်ဆယ်လို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွင့်လန်းလာမယ်တပတ်တာပါ။ဘာမှစူးစူးဝါပူပန်စရာမရှိပဲနဲ့အမျိုးသမီးကောင်းတွေရဲ့အကူကြီးထောက်ပံ့ကောင်းတွေရမှသိလို့တွေ့ရတော့ပေါ့နော်။အဲ့တော့ကိုယ်နဲ့ခင်မရင်းနှီးတဲ့မိတ်ဆွေတကယ်ကြီးကိုယ့်ရဲ့အထက်လူကြီးမိဘပေါ့နော်မိန်းအမျိုးသမီးတွေပေါ့မိဘတွေရဲ့ကူညီမှုထောက်ပံ့မှုရရှိစေမယ်လို့တွေ့ရပါတယ်အဲ့တော့အင်္ဂါသားသမီးအနေနဲ့တပတ်တာကံထောက်ပံ့ဖြစ်စေဖို့အတွက်မိမိနေငါဖျားမှာဒေးချင်းနှစ်ခွက်လူတဲ့ချင်းပြေခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်20ရက်10လမှာ26ရက်10လ2025တပတ်တာဘုဒ္ဓဦးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ဘုဒ္ဓဦးသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးပေါ်တတ်တယ်။အဲ့လိုပေါ်တဲ့အပြောင်းလဲကကိုယ့်အတွက်ကောင်းသောပြောင်းလဲခြင်းလို့မြင်တယ်။လုပ်ငန်းတွေကိုတိုးချဲ့ရတာမျိုးတွေ့ရတယ်။အလုပ်ကိုင်အရန်ကောင်းလေ။တန်မိုးကြီးသောပစ္စည်းထွက်တတ်တယ်။ဘလူးစိတ်ပါကိုကအသုံးလိုထွက်သွားတာမျိုးမဟုတ်ပဲနဲ့အဖောက်ခံရတာနောက်ပြီးတော့ကပိုင်းနဲ့ခံရတာအလူရဲ့ခံရတာဒီလိုမျိုးနဲ့ထွက်တတ်တယ်ဘလူးစိတ်နော်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေနဲ့ကိုနဲ့ဘာမဟုတ်တဲ့ကိစ္စနဲ့ပြဿနာဖြစ်မယ်ရင်းနှီးတဲ့သူတွေနဲ့လမ်းခွင့်ရတဲ့အစီဖြစ်တဲ့တယ်နော်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိုပူပန်ရတာအိမ်ကိုနောက်ဆန်တင်ရတာဒီလိုကိစ္စရည်ကြုံရတယ်ရဲအနေနဲ့စူးစူးမမရှိဘူးဒါပေမဲ့မိမိဘက်ကမှန်အောင်လေတစ်ချက်ကလေးမှားလိုက်ပြီဆိုရင်တော့တရားတော်ရင်ဆင်ရမယ့်ကံအောင်တော့တွေ့ရတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့အခြေအနေမှာမိမိချစ်သူနဲ့မိမိနဲ့ရည်ရွယ်ထားတဲ့ကိစ္စရက်ကလေးတွေနှောင့်နှေးသွားစေတာဒီလိုလေးတွေ့ရအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာစေမယ့်အိမ်တော်ကြီးပါကျမကြီးနဲ့ပတ်သက်ရင်တော့စိုးကျိုးလုံးဝမရှိဘူးဒါပေမဲ့စိုးကျိုးမရှိဘူးဆိုပေမဲ့အနေတိုင်းစားတော့ပါရမှုကြောင့်ကျမကြီးထူကြတဲ့ကိစ္စဆိုင်တော့အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တစ်ပတ်တာပါမိမိကိုလုတ်ကန်နဲ့ပတ်သက်ပြီးတော့ငွေကြေးကန်နဲ့ပတ်သက်ပြီးတော့ကံကြမ္မာမျက်နှာသာပြီးတဲ့တစ်ပတ်တာလို့တွေ့ရတယ်ချီတိုးကန်ဆန်းချင်တယ်ဆိုရင်တော့6တလုံးချီတိုးကန်ဆန်းလို့ရတယ်။ကံအားကောင်းပါတယ်။ဝေးကြီးလက်လာပါတယ်ရှင်လန်းလာပဲပွင့်လန်းလာပဲတပတ်တာပြုံးတိုင်းဆိုတိုင်းကိုဖြစ်နေပဲတပတ်တာလို့တွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့မိမိမှာနောက်ဆန်တင်ရမယ်ဆိုတာကမိသားစုဝင်အမတော်၎င်းနောက်အမေတော်၎င်းအဖေတော်၎င်းဒီလိုမျိုးတွေအတွက်နောက်ဆန်တင်စီရမယ်အရာလေးတော့တွေ့ရတယ်။အဲ့တော့တပတ်တာမှာကံရဲ့အထောက်ပံ့ကောင်းတွေရရှိစေဖို့အတွက်ခွေးစာများများကျွေးပါယခုလိုခွေးစာကျွေးပြီးတော့ကုသိုလ်လုပ်လိုက်တာလေမိမိကဲနေတဲ့တပတ်တာအလုံးစုံပြည်တယ်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်20ရက်10လမှာ26ရက်10လ2025တပတ်တာဇာတာပရိသသမီးချင်းပြီးဆိုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်ဇာတာပရိသသမီးချင်းပြီးဆိုရင်အလုတ်နဲ့ပတ်သက်ပြီးတော့ပင်ပန်းနေရမယ်အဲ့လိုပင်ပန်းတော့အကျိုးပြည့်လေးများစွာရရှိစေတယ်လို့တွေ့ရတာပေါ့နော်။တန်မိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေကရန်ကောင်းပါတယ်။မိတ်ဆွေစစ်မိတ်ဆွေမှန်တွေတွေ့ရမယ့်အချိန်ပါပဲ။အိမ်နဲ့ပတ်သက်ရင်တော့အိမ်ကိုနောက်ဆန်တင်ရမယ်။ကြီးကဲအတွက်ပူပန်မယ်ဒီလိုလေးတွေ့ရတာပေါ့နော်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေကြုံရတဲ့ပြီ။ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့တတိထားပါနော်။အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်လိုက်ခြင်းအိမ်တော်ကြီးအေးချမ်းသာယာစေမယ့်တပတ်တာပါကျမကြီးနဲ့ပတ်သက်ရင်တော့စူးကျိုးလုံးဝမရှိပါဘူးအေးချမ်းမှုရေးချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အမြဲတမ်းအရာကသိမ့်ပြီးပြီပဲအကုန်တောင်းယူပြီးတော့လုပ်ပြရတာကြိုက်ပြရတာပြောပြရတာစူပြရတာဒီလိုလေးရှိရတဲ့ကြောင့်မအေးချမ်းသေးလို့တွေ့ရမှာနော်ကံနဲ့ပတ်သက်ရင်တော့အားနေတယ်
တို့ပေမဲ့ဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးဒီတို့ကန်ဆန်းလို့ရတယ်ဝေးခြင်းနဲ့ပတ်သက်ပြီးတော့လက်လာပါပွင့်လန်းစီမဲ့တပတ်တာရွှင်လန်းစီမဲ့တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြုံပေါ်ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူးအဲ့တော့မိမိကိုအရာခတ်သိမ်းမိတ်ဆွေကောင်းတကယ်ချင်းကောင်းပေါ့နော်ဒီလိုမျိုးတွေကနေပြီးတော့အကူကြီးထောက်ပံ့ကောင်းတွေများစွာပြီးပေးဆိုတဲ့တပတ်တောင်တွေ့ရတယ်ဒီတော့ကြာသာပေးသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်လေးပြီးချက်နေအဲ့ဒီပေးရမယ့်ရည်ရည်လေးကမိမိနေအိမ်ရဲ့အရှိပြည့်နေစာမှာကံပေါ်ပေးပေါက်ကလေးတစ်ပြီးစိုက်ချင်းပြီးခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်နေသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်20ရက်10လမှ26ရက်10လ2025တပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တောက်ကြသားသမီးချင်းမိတ်ဆွေအလုပ်ကိုင်ရန်ကောင်းနေအလုပ်နဲ့ပတ်သက်ပြီးတော့ကိုလိုချင်တဲ့အလုပ်မျိုးကိုအချမချရရှိစေမယ်လို့တွေ့ရတယ်။ဒါပြင်အယောင်းဝယ်သမားများအနေနဲ့ရလည်းပဲရှောင်းပန်းဝယ်ပန်းတွေပွင့်လန်းစီတဲ့တပတ်တာပါ။တန်မိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေကအရန်ကောင်းပါတယ်။မိတ်ဆွေတကယ်ချင်းအပေါင်းအသင်းတွေနဲ့အတူတူအလှူတွေလုံးဝမယ်လို့တော့တွေ့ရပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စစီစဉ်ညွှန်ကြားမှုတွေအစီအစဉ်ပဲအိမ်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ချက်တွေအရန်ကောင်းပဲအိမ်ရဲ့ယုံကြည်ခြင်းတွေကိုရရှိစေမယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့စိတ်မကောင်းစရာသတင်းတွေကြားတတ်ပါတယ်။ရန်အန်ဒီရဲ့အတိုက်ရှိတဲ့သတင်းထားပါနော်။ခြေနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြီးလူငယ်ပေါ်ခြင်းအလိုလေးတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေအတွက်တွေမိမိတွေစိတ်ချမ်းသာစရာကြည်နူးစရာလေးကြုံရပါလိမ့်မယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ်တပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံကအလုံးကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်ရဲ့ရှိရဲ့ပါတဲ့နံပါတ်ကိုထီထိုးကန်ဆန်းပေးပါဝေကြီးလက်လာပါရွှင်လန်းပဲဖွင့်လန်းပဲတပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံကိုပြီးကြည့်တဲ့ကစိုးဝါးတဲ့ပူပန်မျိုးမတွေ့ရဘဲနဲ့ချစ်သူခင်သူပေါင်းရလာမယ်တပတ်တာပါဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေကံတောက်ပတ်ဖြစ်စီတဲ့ရည်ရည်ကောင်းလေးရကြတော့ဇေဒီတဆူကိုသွားပြီးတော့ရွှေရောင်ရွှေထီးပေါ့နော်ရွှေရောင်ထီးလေးထီးအသေးလေးတွေဆယ်လက်လူတိုင်းချင်းပြပြီးပြီးကက်ကဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်20ရက်10လမှ26ရက်10လ2025တပတ်တာစလီသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။စလီသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ခက်ခဲစီတွေလုံးဝကြင်ရတာမတွေ့ကြတာမျိုးလေးကြုံရတတ်ပါတယ်။တန်မိုးကြီးသောပစ္စည်းတွေထွက်တတ်ပါတယ်ထွက်ဖို့လည်းရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့ရဲ့ညှို့ညင်စရာလေးတွေအပြစ်မြင်တာလေးခံတတ်တယ်သတိထားပါနော်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စအရန်ကောင်းလေးစီစဉ်ကြွကြားမှုလေးအစီအပြပါမယ်ရှေးယူသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာကောင်းရှုပ်စရာတွေကြုံရတတ်ပါတယ်ရန်အန်ဒီရဲ့တိုက်ခိုက်များတဲ့သတိထားပါနော်ခြေနဲ့ပတ်သက်ပြီးတော့ချစ်သူကမိမိကိုစိတ်ကုန်စိတ်ပြတ်သွားတာမျိုးကြုံရတတ်တယ်အိမ်တော်ကြီးမှာလမ်းခွဲရတဲ့အစိတ်ကြီးအိမ်တော်ကြီးပြဿနာလေးကြုံရတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တရှောင်ရှောင်ဖြစ်တတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မိမိဒီအမြဲလိုစိတ်ဥစည်းကမ်းတွေပြပြီးတော့ဝေးကုန်စေတတ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအရန်ကောင်းတယ်ထီတိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့3လုံးထီတိုးကန်ဆယ်လို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့လက်ထဲမှာငွေစုလို့မရဘူးတန်ဖိုးကြီးသောပစ္စည်းတစ်ခုခုဆိုတော့စုလို့ရတယ်အဖက်လေးတင်မယ်နော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြုံကိုမေးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုဘလောက်ပဲအကောင်းဆုံးနေဖန်တီးပြီးအဲ့လိုဖန်တီးပေးပေမဲ့လည်းပဲအကောင်းအပြောမခံရတာမျိုးလေးကြုံရတတ်ပါတယ်ဒါကြောင့်ကံထောက်ပံ့ရစီဖို့အတွက်တပတ်တာမှာလိမ္မောအချူရီ3ခွက်ဖျားမှာလူတန်းချင်းပြမိမိခက်ခဲနေတော့တပတ်တာအလုံးစုံပြည်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်